ဖုန်တက်နေတဲ့အဖေလက်အဖေကျောင်းကိုလာမကြိုနဲ့လို့ပြောထားတယ်မလား10တန်းကျောင်းသားအာကာကကျောင်းရှိမှာပန်းရံအလုံးဝတ်စုံနဲ့ရက်နေတဲ့အဖေကိုရှက်တလို့မျက်နှာလွှဲပြီးပြောလိုက်တယ်အဖေကတော့ဖုန်တွေတက်နေတဲ့လက်ကျန်းကြီးနဲ့မိုးရွာမယ်ထင်လို့လာကြိုတာပါသားလို့ပဲတိုးတိုးလေးပြန်ဖြေခဲ့တယ်ဒါပေမဲ့အာကာကသူငယ်ချင်းတွေရှေ့မှာရှက်နေခဲ့တယ်တားကိုလာမကြိုနဲ့တော့အဲ့ဒီစကားကြတော့အဖေကခန့်ငိန်သွားပြီးအေးပါသားလို့သာပြောခဲ့တယ်နောက်နေ့တွေမှာအဖေမလာတော့ဘူးမနဲ့အစောကြီးထပ်ပြီးစောက်လုပ်ရေးခွင်ထဲမှာအုတ်ထန်းတဲထန်းနေပူကြီးအောက်မှာချွေးတွေနဲ့အလုံးလုံးနေခဲ့တယ်အာကာကတော့အဖေဘလောက်ပင်ပန်းနေလဲဆိုတာတခါမှမစင်စားခဲ့ဘူးဒီနေ့မှာတော့အာကာကျောင်းကပြန်လာရင်စောက်လုပ်ရေးခွင်ရှေ့ကနေဖြတ်သွားတယ်အဲ့ဒီအချိန်အုတ်တုံးကြီးတုံးပြုတ်ကျလာပြီးအလုသမားတစ်ယောက်အနေရဖြစ်တော့မဲ့အချိန်မှာအဖေကအမြန်တွန်းဖယ်ပေးလိုက်တယ်ဒါပေမဲ့အဖေလက်ပေါ်ကိုအုတ်တုံးကျသွားခဲ့တယ်သွေးတွေစီးနေတဲ့လက်ကိုအဖေကတင်းတင်းဖိထားရင်ပထမဆုံးမေးတဲ့စကားကတားချောင်းဆင်းချိန်ရောက်ပြီးထမင်းစားပြီးပြီလားအာကာရင်ထဲတုံသွားတယ်သူအခုမှမြင်လိုက်ရတယ်အဖေလက်တွေဘာလို့ကျန်းနေတာလဲအဖေဝတ်တွေဘာလို့ဖုံတွေနဲ့ပြည့်နေတာလဲအဖေမျက်နှာဘာလို့အိုမင်းနေတာလဲဆိုတာသူ့အနာဂတ်အတွက်အဖေကသူ့ဘဝတစ်ခုလုံးကိုအုတ်တုံးတွေကြားထဲမှာမြုပ်ထားခဲ့တာပါအဲ့ဒီအာကာအဖေနားမှာထိုင်ပြီးပတီးစီးပေးနေရင်မျက်ရည်ကျလာတယ်အဖေတားမသွားတယ်အဖေကပြုံးလိုက်တယ်တားလေးပညာတတ်ပြီးဘဝကောင်းကောင်းနေဖို့ပဲအဖေလိုချင်တာအာကာမျက်ရည်တွေထိမ့်မရတော့ဘူးသူပထမဆုံးအကြိမ်အဖေဖုန်တက်နေတဲ့လက်ကျန်းကြီးကိုတင်းတင်းလေးဆုပ်ကင်လိုက်တယ်အဲ့ဒီလက်တွေကလောကမှာအနှွေးထွေးဆုံးလက်တွေဖြစ်နေခဲ့တယ်